ဒီမှာတော့ကျွန်တော်ညီမနမိမဲမာနေတယ်ဘလို့ကြမ်းကြမ်းတန်းတန်းဆော့ပြမယ်ဆိုတာကျွန်တော်စောကြည့်ရတော့ညီမကော်လက်တာအဲ့ဒီနေ့မှတော့အစိမ်းရောင်ရောင်ချယ်ထားဖြစ်ပါပေါ့နော်ညီမကော်လက်တာဘလားတော့လှမယ်ဆိုတော့ကျွန်တော်စောကြည့်လိုက်တော့ဝိစားညီမအနီဘတ်ဂလူးနဲ့ရှင်ထရတာတဲ့ဂိုးလိမ့်မှာညီမသူ့ပြစ်ခွဲတာသူသွေးနေရှိတော့ထွက်ပြေးသွားညီမလည်းလွတ်ပေးလိုက်ရပေါ့ညီမနေတော့သူသွေးနေရှိဆိုတော့ပြန်သွားထင်တာဘယ်ဟုတ်မလဲပြန်ဝင်လာညီမ expire လေးဖွင့်ရင်ညီမသူ့ပြောက်ကက်ပေးလိုက်ပါနော်ဟိုင်မဆိုအနီဘတ်ဂလူးကညီမတယောက်ပဲရှိရထင်ရ तू ကဝင်လာအဲ့မှာကြီး frame မရစကေတူတုံးနေတာဘလို့တေလို့တူရမတော့မသိဘူးတော့ oh my god ညီမနေပါပေါ်လဲနေအောက်လိန်ရှင်းလာတာတော့ဒီမှာ friend ကိုလေးကြေးရသွားတယ်တော့ညီမရဲ့အမြတ်ပေါ့ရှင်တာဝါချိုးတဲ့ချိန်မှာအနီဘတ် fan ညာသူနေနေဆိုတော့ညီမ expire လေးဖွင့်ပြစ်တာတော့အဲ့ဒါသူတို့ထပ်ပြစ်လာတော့ဒီ3កောင်တော့ညီမအောင်တော့လောက်သွားတာတော့ oh my god နာကိုဘက်ကို link creation နဲ့ဟာ6ရက်လာရက်ကို we got ပြနေတာညီမအဲ့ပြစ်ခွဲတာတော့ဒါသူကမတရက်ပေးနေတာညီမအဲ့ထပ်ပြစ်တာပေါ့သူတာဝါတကြီးလိုက်ပြတာလေစိတ်တော့မကောင်းဘူးအနီဘတ်ကောင်ညာကိုရီးယားလူတွေအသေးတန်တော့ရသူတို့ထပ်ပြေးလာတာ6ကိုရှိတဲ့ပဲကွာရင်ခါသူပြစ်တက်ပေးလိုက်ပါနော်ဘက်ကိုသွေးမရှိလို့ဆိုပြီးမကြီးထွက်ပြေးလာပါဆို fan ကကိုရှိတဲ့ရောက်လာကိုကသူပြစ်တက်ပေးလိုက်တာပေါ့အဲ့ဒါမကြီးအနီဘတ်6မှာကိုရီးယားလူကန်တာပါတဲ့ကိုကသူပြစ်တက်ပေးလိုက်ပါနော်အဲ့မှာငါတို့လူတက်ချင်ဆိုပြအနီဘတ် join ကိုကြိုက်ဝင်ပြစ်ပါဆိုမှ तू ကမကြီး edit mate ဖန်ကြိုက်ဖွင့်ကိုပြန်လောက်သွားတာတော့မေးပလိုက်ကြပါအောင်ရှင်ကမှတင်စီလို့ကောင်းတော့မရှိပါဆိုကိုရီးယား Queen က3 main ဖန်လာတာကိုကအကြိုက်ပဲလေဝင်ပြစ်တာပေါ့ရှင်ကောင်းလိုက်တာတကယ်တော်တဲ့ Queen ပြလေးပါရှင်3កောင်တော့ဖန်ဆိုမှကျမမီယာကော်လာ skin လေးအယောင်ချေဆော့တာလောင်းဝချန်တန်နေဖြစ်နေပါတယ်ရှင် Victor ကျွန်တော်ရဲ့ game လေးကြိုင်ဆိုကျွန်တော် like follow နဲ့ကူညီပေးကြပါဦးခင်ဗျာအားလုံးပဲတတအပ